အခုကြည့်နေတဲ့ညီလေးလားတငယ်ချင်းလားအကိုကြီးလားအန်ကယ်ကြီးလားပန်းမလန်းလို့လုံးဝကိုစိတ်ညစ်နေတာလားပန်းမလန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျတော့တအားကိုစိတ်ညစ်နေတာလားမှန်ပါတယ်ပေါ့နော်ကျွန်တော်တို့အမျိုးသားတွေမှာဆိုလို့ရှိရင်ဒီပန်းမလန်းမှုဆိုလို့ရှိရင်အမ်ဒန်မှာစိတ်ညစ်ရတယ်ပေါ့နော်အမ်ဒန်မှာစိတ်ညစ်ရတယ်ပေါ့အဓိကတော့ကာမစန္ဒာကိုဆက်ဆန့်ခြင်းလို့အလိုရမတ်ကိုတရားလုံးတရားမင်းဖြစ်ခြင်းလို့မလို့နော်ပန်းလန်းချင်တာမဟုတ်ဘူးအဲ့တော့ဘာလဲဆိုတော့ကျတော့ तू ကပန်းမလန်းချင်းရဲ့နောက်ဆက်တွဲသည်ခံစားမှုတွေစိတ်သက်ကြတဲ့စိတ်သက်တွေတအားကြတယ်နောက်ပြီးတော့ तू ကဒီလေဖြတ်လာမယ်စီးကြိတ်တယ်လာမယ်အဲ့လိုပေါ့နော်အစိုးဆုံးကပေါ့နော်အာယုံကြောကဒီပန်းကလုံးဝမလန်းတော့ဘူးဆိုရင်သူ့ရဲ့အာယုံကြောတွေကဖြည်းဖြည်းချင်းနဲ့ဆိုင်းငံ့သွားတယ်အဲ့တော့တချို့ငယ်ရွယ်သူတွေဆိုလို့ရှိရင်ဘာဖြစ်လဲဆိုကြတော့ပန်းမလန်းတဲ့ကိစ္စပေါ့နော်ပန်းမလန်းတဲ့ကိစ္စမှာဆိုရင်သူတို့ကစိတ်ခံစားမှုတော်တော်လေးကိုခံစားကြရတယ်ဘယ်လိုဖြစ်နေလဲဆိုတော့တချို့ကြတုတ်လို့တွေအရန်ကိုမြန်နေတယ်တုတ်လို့မြန်နေတယ်ဆိုတော့ကြတော့လောဘကြီးလို့အဲ့စကားပြောတာပေါ့နော်သူတို့ဒါအာယုံကြောပိုင်းဆိုင်ရာမှာချွတ်တက်လာတဲ့အတွက်ကြောင့်မို့တုတ်လို့အရန်မြန်နေတယ်တုတ်လို့အရန်မြန်နေတယ်အဲ့တော့တုတ်လို့မြန်ပြီဆိုလို့ရှိရင် तू ကတယောက်နဲ့တယောက်မှာစိတ်ကျဉ်တတ်မှုလုံးဝမရတော့ဘူးနော်စိတ်ကျဉ်တတ်မှုမရတော့ဘူးစိတ်ကျဉ်တတ်မှုမရတဲ့အတွက်ကြောင့်မို့လို့ပျော်ရွှင်မှုဆိုတာကဖြည်းဖြည်းချင်းနဲ့ဝေးသွားတယ်နော်အဲ့တော့ကျတော့ဟိုကျွန်တော်စီကနေပါပေါ့နော်ဟာဒီကော်ဒီကိုဝယ်တောင်းတဲ့ညီလေးတွေဆိုလို့ရှိရင်အသက်30အနေမှာ45အထိအောင်အရွယ်တွေဆိုလို့ရှိရင်အဲ့တော့တော်တော်လေးကိုအဆင်ပြေကုန်ကြပြီအရင်တော့ကသုံးလို့အရမ်းမြန်တယ်သုံးမထိန်နိုင်ဘူးသွားအားနဲတယ်နော်နောက်အဲ့လိုလူတွေဘာဖြစ်လဲဆိုတော့အိတ်မပြောဘူးပေါ့နော်အိတ်မပြောဘူးအရန်ကိုတွေးဝေကြတယ်စဉ်းစားကြတယ်အဓိကကတော့တိလားသူတို့လိုချင်တဲ့အတိုင်းတာမရောက်တဲ့အတွက်ကြောင့်မလို့လုံးဝတအားကိုစဉ်းစားကြတာစဉ်းစားတဲ့ကြောင့်မလုံးဝအိတ်မပြောဘူးအဓိကကျဉ်နှံ့မှုမရတာပေါ့နော်ကိုခံပြင်းတာကိုမကျဉ်နဲ့တာအဲ့အတွက်ကြောင့်မလို့ဟိုက်ကော်ဒီကိုကိုရှိပလီနဲ့လင်းစည်းမုံနဲ့ထုတ်ထားတဲ့ဒီကော်ဒီကိုတောက်ကြတဲ့ခါမှာတော်တော်လေးကိုအဆင်ပြေတယ်အကိုကြီးဒီအကိုကြီးရောင်းလိုက်တဲ့အတွက်ကျွန်တော်ကျေးဇူးအများကြီးတင်တယ်အဲ့တော့ဒီဟာကိုတောက်ချင်းအပြင်ကျွန်တော်တို့မှာအရင်တော့အထက်မတူတဲ့เนาะတုံးလို့မြန်တာကိုလည်းဖြည်းဖြည်းချင်းနဲ့ထိန်းပေးတယ်ကျွန်တော်ရဲ့အာယုံကြောတွေလည်းဖြည်းဖြည်းချင်းနဲ့တန်မာလာတယ်နောက်တုံးအားများလာတယ်စိတ်ပျော်ရွှင်မှုရတယ်ကောင်းကောင်းအိပ်ပျော်တယ်ကိုကြီးတဲ့အဲ့တော့ကြောင့်မို့ကျွန်တော်ကတော့လုံးဝကိုကျဉ်တတ်တယ်ဆိုကြတော့အဲ့ဒီညီလေးပြောတဲ့ဟာနဲ့နောက်ထပ်တငယ်ချင်းအုပ်စုချက်ပြီးတော့အားပေးကြတယ်ဝယ်ကြတယ်တော်တော်